မင်္ဂလာပါမိတ်ဆွေတို့ရဲ့ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာက green card ကန်ထားတဲ့ညီကူမောင်နှမတွေအတွက်အရန်အရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်လူတွေတော်တော်များများက green card ရပြီးရင်ဘာမှမဖြစ်တော့ဘူးဘယ်သူမှမထိနိုင်တော့ဘူးလို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်ဥပဒေအရတော့အဲ့ဒီလိုမဟုတ်ပါဘူးGreen Card ကအမေရိကန်မှာအမြဲတမ်းနေထိုင်ခွင့်ကိုပေးထားတဲ့အထောက်အထားဖြစ်ပေမဲ့အခြေအနေတချို့မှာလူဝင်မှုဥပဒေနဲ့ပတ်သက်တဲ့အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်ပါတယ်အထူးသဖြင့် criminal case တွေနဲ့ပတ်သက်လာရင်ပူပြီးသတိထားဖို့လိုအပ်ပါတယ်ဥပမာအားဖြင့်ပြောရရင်မူရစ်ဆေးဝါးနဲ့ဆက်နွယ်တဲ့ပြစ်မှုအချို့အိမ်တွင်းအကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့ပြစ်မှုအချို့ငွေလိမ်ခြင်းစာရွက်စာတမ်းအတုလုပ်ခြင်းလို fraud ပြစ်မှုအချို့ theft သို့မဟုတ်လိမ်လည်မှုလို moral turpitude နဲ့ဆက်နွယ်တဲ့ပြစ်မှုအချို့ဥပဒေအရ aggravated felony လို့သတ်မှတ်ထားတဲ့ပြစ်မှုအချို့ဒါပေမဲ့ဒီနေရာမှာကျွန်တော်အရေးကြီးဆုံးပြောချင်တာကဒီစရင်ထဲကပြစ်မှုတစ်ခုရှိတိုင်း deport လောက်ခံရမယ်လို့ကျွန်တော်မဆိုလိုပါဘူး immigration ဥပဒေမှာအမှုအမျိုးအစားစီရင်ချက်ပြစ်ဒဏ်ကုရဲ့လူဝင်မှုအခြေအနေနဲ့အခြားအချက်တွေကိုသူတို့ကသုံးသပ်ရပါတယ်ဒါကြောင့်အပြစ်ဝင်ခံလိုက်ရင်ဒဏ်ငွေလေးပဲဆောင်ရမှာပါလို့ပြောတဲ့အခါimmigration အကျိုးဆက်မရှိဘူးလို့မယူဆသင့်ဘူးတချို့လူတွေကcriminal court case ကိုပဲစဉ်းစားပြီးဆုံးဖြတ်လိုက်ကြပါတယ်ဒါပေမဲ့အဲ့ဒီဆုံးဖြတ်ချက်ကနောက်ပိုင်းမှာgreen card ဒါမှမဟုတ်နိုင်ငံသားလျှောက်ထားမှုဒါမှမဟုတ်လူဝင်မှုအခြေအနေအပေါ်တက်ရောက်နိုင်တဲ့အခြေအနေတွေရှိနိုင်ပါတယ်အဲ့ဒါကြောင့်တကယ်လို့ green card ကိုကင်ထားပြီး criminal case တစ်ခုကြုံလာရင်အရေးကြီးတဲ့ဆုံးဖြတ်ချက်မချခင် immigration ဥပဒေကိုနားလေတဲ့ရှေ့နေတယောက်နဲ့တိုင်ပင်တာကအကောင်းဆုံးဖြစ်တယ်အဲ့တော့ဒီဗီဒီယိုရဲ့ရည်ရွယ်ချက်ကလူတွေကိုကြောက်အောင်လုပ်ဖို့မဟုတ်ပါဘူးကိုယ့်ရဲ့အခွင့်အရေးကိုသိပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်အောင်အသိပညာဝေမျှပေးတာဖြစ်ပါတယ်ဒီအကြောင်းအရာကအသုံးဝင်တယ်လို့ထင်ရင် like and share လုပ်ပြီး Burmese community ထဲကအခြားသူတွေလည်းသိရှိနိုင်အောင်ကူညီပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်